USDT လိုမျိုးအပြင်မှာရှိနေတဲ့ဒေါ်လာနဲ့ညီမျှအောင်လုပ်ထားတဲ့ stable coin တွေကဒီနှစ်2025ခုနှစ်မှာလူသုံးများဆုံး crypto ဖြစ်နေပါတယ်။ crypto လောကတစ်ခုလုံးရဲ့ market capital က229 billion ရှိတဲ့ချိန်မှာထိပ်ဆုံးမှာဖြစ်နေတဲ့ USDT ကသူ့ရဲ့ market cap က143 billion ထိကိုရှိထားတာဖြစ်ပါတယ်။ဒါအပြင်တစ်နှစ်အတွင်းမှာ stable coin တွေအသုံးပြုမှုနှုန်းက35 trillion ထိကိုရှိပါတယ်။ဒီအရေးအတွက်က crypto လောကတစ်ခုလုံးရဲ့ market cap ထက်ပိုပြီးတော့များပါတယ်။ဒီလိုမျိုး stable coin တွေကိုအပြင်မှာရှိနေတဲ့လုပ်ငန်းရှင်တွေကိုယ်ပိုင်စီးပွားရေးလုပ်တဲ့သူတွေ professional တွေဒီလိုလူမျိုးတွေနဲ့ချိတ်ဆက်အောင်လုပ်ပေးမယ် project တစ်ခုပေါ်ထွက်လာပါတယ်။ stable coin တွေကိုလက်ရှိသုံးနေရတဲ့ပိုးလွယ်ကူသုံးလို့ရအောင်လုပ်ဆောင်ပေးမယ် project တစ်ခုဖြစ်ပါတယ်။ဒါကတော့ Humor Finance ဖြစ်ပါတယ်။ Humor Finance က payment finance payfi network ဖြစ်ပါတယ်။ဒီလိုမျိုး stable coin တွေခေတ်စားလာမှုပေါ်အခြေခံပြီးစောက်ထားတဲ့ project တစ်ခုကို Binance ရဲ့80ခုမြောက် launch pool မှာဝင်ရောက်ရယူနိုင်ပြီဖြစ်ပါတယ်။ stable coin တွေအသုံးပြုပြီးတော့နိုင်ငံတကာနဲ့တကာဆက်သွယ်တဲ့နေရာမှာပေးချေဖို့အတွက်ကူညီပေးမယ်။ပြီးတော့ credit card settlement တွေအတွက်ကူညီပေးမယ်ဆိုပြီးတော့ယူရပါတယ်။ Humor Finance မှာ service နှစ်ခုရှိပါတယ်။ပထမတစ်ခုကတော့ institutional တွေပါ။ကျွန်တော်တို့ financial payment financing service လိုချင်နေတဲ့လုပ်ငန်းတွေကိုဝန်ဆောင်မှုပေးတာဖြစ်ပြီးတော့ကျန်တဲ့သူကတော့ညီသူတွေမစိုးဝင်ရောက်လုပ်ကင်လို့ရမယ် Humor 2.0 ဖြစ်ပါတယ်။ပွင့်ပွင့်လင်းလင်းပြောရရင်ဒီတစ်ချက်ကိုကျွန်တော်သဘောမကျပါဘူး။အကယ်၍ကိုက payment financing ကိုဒီ public ကို service ပေးမယ်ဆိုလဲကျွန်တော်တို့ public ကိုပေးဒါမှမဟုတ်ကျွန်တော်တို့ဒီ institutional ပုံစံမျိုးကိုတွားပြီးတော့အပြင်မှာရှိနေတဲ့ company တွေကို service တွားရောက်မယ်ဆိုလဲအဲ့ပုံစံအတိုင်းပဲတွားပါတော့ဥပမာကျွန်တော်တို့ဒီ Ripple တွားရတဲ့ပုံစံမျိုးလို့ပေါ့အခုကကျွန်တော်မြင်ရတာကတော့ဒီအပြင်က company တွေကိုလည်းတူတိုးလေးကတိုးလေး service ပေးမယ်အပြင်မှာလည်းကျွန်တော် public ချရမယ်ပေါ့ okay အဲ့လိုဆိုရင်ကျွန်တော်တို့အပြင်က company တွေကိုသူတို့က service ပေးတဲ့အချိန်မှာဝင်ငွေရကျွန်တော်တို့ token holder တွေစီကိုရလာမှာလားဒါမှမဟုတ်သူတို့ယူမှာလားဒီမှာပြဿနာတစ်ခုသွားတွေ့တယ်ဗောနော်သူ့ရဲ့ဈေးကိုကြည့်လိုက်မယ်ဆိုရင်တော့ဖြင့်စ trading လုပ်လို့ရတဲ့26ရက်နေ့မှာ0.11ဒေါ်လာကနေစပြီးတော့အခုဆိုရင်0.06နဲ့ကျွန်တော်တို့ selling pressure ရှိနေအောင်မြင်ရပါလိမ့်မယ် Human Finance allocation ကိုကြည့်ကြအောင်ပါ liquidity provider နဲ့ ecosystem အတွက်31%ပေးထားပါတယ် investor ကို20%ပေးတယ်team နဲ့ advisor တွေက20%ယူပါတယ်ဒီမှာသူတို့နှစ်ယောက်ကိုပေါင်းလိုက်ရင်40%လောက်ကိုသူတို့ token ယူထားတာဖြစ်ပါတယ် protocol treasury အရန်ငွေအတွက်17.1%ထားထားတယ် stress နဲ့ marketing အတွက်7% airdrop အတွက်5% ထားထားပါတယ်ဒီထဲမှာကျွန်တော်သဘောမကျတာတော့ခုနပြောခဲ့တဲ့ investor 20နဲ့ team နဲ့ advisor တွေက20ယူတဲ့ကိစ္စပဲဖြစ်ပါတယ်ကျွန်တော်မကြိုက်ဆုံးချက်ကတော့သူတို့ထုတ်ထားတဲ့ human token ရဲ့အသုံးဝင်ပုံတွေဖြစ်ပါတယ်သူတို့က institutional တွေကိုသူတို့ရဲ့ service ပေးမယ်ပြီးတော့ public ကိုလည်းချပြီးတော့သူတို့ရဲ့ service ကိုပေးသုံးမယ်လို့ပြောပါတယ်ဒါပေမဲ့AIရတဲ့ဝင်ငွေတွေကိုကျွန်တော်တို့အခု token ကင်ထားတဲ့သူတွေကိုဘယ်လိုနည်းနဲ့ပြန်ပြီးတော့ခွဲဝေပေးမှာပါလဲဒီအတွက်အဖြေကမရှင်းလင်းပါဘူးသူတို့ပြောတဲ့ token ရဲ့ utility ဆိုတာကတော့ဒီ token ကိုအသုံးပြုပြီးတော့ liquidity provider တွေကိုပြန်လည်ကူညီပေးတဲ့နေရာမှာအသုံးပြုမယ် community မှာပါဝင်နေတဲ့သူတွေကိုပေးတဲ့နေရာမှာအသုံးပြုမယ် ecosystem partner တွေအတွက်အသုံးပြုမယ်ဆိုပြီးတော့ပြောထားပါတယ်ဆိုလိုချင်တာကသူတို့ကဒီ token တွေကိုသုံးပြီးတော့ဒီ project ရဲ့လှုပ်ဆောင်မှုတွေကိုရှေ့လျှောက်လုပ်သွားမယ်ဆိုတာကိုတိုက်ရိုက်ပြောနေတာဖြစ်ပါတယ်ဒီချက်ကိုခြုံပြီးကြည့်ရရင်ဆိုရင်တော့ဖြင့်ဒီ token က project ကကောင်းတာမှန်တယ်ဒါပေမဲ့ဒီ token ကင်ထားတဲ့သူတွေအတွက်ဒီ project အောင်မြင်လာလေ token ဈေးတက်လာလေဆိုတော့ကြားတဲ့ကဆက်ဆက်မှုတည်တည်ချာချာမရှိဘူးလို့မြင်ရပါတယ်ဒါကြောင့်မလို့အနှစ်ချုပ်ပြန်ပြောရမယ်ဆိုရင်တော့ဖြင့် protocol ကတော်တော်လေးကိုရွေးချက်ကြီးတဲ့ protocol ဖြစ်တယ်လက်ရှိဖြစ်နေတဲ့ stable coin တွေလူသုံးများလာမှုကိုအသုံးချထားတဲ့ protocol တစ်ခုဖြစ်ပါတယ် protocol ကိုယ်တိုင်ကနည်းပညာပိုင်းအရအောင်မြင်နိုင်ခြေရှိတယ်သို့တော့ဒီ protocol ကထုတ်ထားတဲ့ token က protocol အောင်မြင်တာနဲ့ပတ်သက်ပြီးတော့အကျိုးခံစား권ဘာမှတိတိကျကျသိပြီးတော့ရှိမနေပါဘူးသူတို့ team ကိုယ်တိုင်ကလည်းဒီ token တွေထုတ်ရောင်းပြီးတော့ရှေ့လျှောက်လုပ်ငန်းဆောင်တာရဲ့အတွက်အသုံးပြုမယ်လို့ပြောထားပါတယ်ဒါကြောင့်မလို့ဒီ token ကိုက Binance Launch Pool ကရထားတယ်ခုထိမရောင်းရသေးဘူးဆိုရင်တော့ရတဲ့လောက်ကိုရောင်းထုတ်ထားတင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲအားလုံးနောက်ရက်ဒီမှာပြန်တွေ့ပါမယ်